တို့အချိန်လေးတွေဒီမှာဝင်ကြည့်လို့ရတယ်ဒါစနေနေ့ဆိုလို့ရှိရင်9နာရီအလေးပြတနာရီဒီဖွင့်ပါတယ်တဲ့မနေ့ပြန်ကတော့ဖြူမူပေါ့နော်ပိတ်ရက်ပါတဲ့ကျွန်တော်ဒီတနင်္လာကလေးပြီးတော့တောက်ကြနေ့ထိကတော့9နာရီကလေးပြီးတော့6နာရီထိဓမ္မသားနားချိန်ကတနာရီလေးပြတနာရီထိနားရတယ်ပေါ့လေအဲ့လိုမျိုးကိုအချိန်ကြိုကြည့်သိရဆိုလို့ရှိရင်သူဓမ္မသားနားချိန်တွေမှာရှောင်သွားလို့ရတာပေါ့နော်ဘို့လို့စင်ဟိုမှာစောင့်နေရမယ့်အနေထားပေါ့လေအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ကိုရီးယားမှာကာကာအိုမတ်ကိုစမတ်ကြဘယ်လိုသုံးရမလဲဆိုတာပြပြမလို့ပါကျွန်တော်တို့ကိုသွားခြင်းတဲ့မတ်ထွတ်ဒါမှမဟုတ်လို့ဆိုရင်လေဆေးရုံစသဖြင့်ပေါ့နော်ကိုသွားခြင်းတဲ့နေရာကိုဘယ်လိုသွားမလဲဘာကားတွေစီးသွားမလဲကြာချိန်ဘယ်လောက်ရှိလဲစသဖြင့်အသေးသေးကြည့်လို့ရတယ်ပေါ့နော်ကျွန်တော်ပထမဆုံးကာကာအိုမတ်ထဲကိုသွားမရှိသေးတဲ့တော့ download သွားစေပေါ့နော်ကျွန်တော်တို့ location ဖွင့်လာတယ်ဆိုလို့ရှိရင်ကိုနေနေရာနဲ့သူ auto ပြပေးနေရပေါ့လေဒါဆိုလို့ဆိုရင်ကျွန်တော်တို့ဒီကိုနီးနားဝင်းကျင်ပေါ့ကျွန်တော်တို့ကဥပမာတခုခုဖြစ်လို့စေယုံကိုပဲတောင်းမယ်ဆိုပါတော့ဒါမို့စေယုံကကိုကနာမည်တည်းဆိုလို့နာမည်ရိုက်ချပေါ့နော်မသိဘူးဆိုလို့ဆိုရင်ဒါမျိုးမြေပုံလေးနည်းနည်းဆွဲပြီးကြည့်လိုက်ပေါ့ဒါဆိုလို့ဆိုရင်ကျွန်တော်တို့မြို့မှာရှိစေယုံဖြစ်တဲ့အတွက်ဒီကောင်လေးကိုနှိပ်လိုက်ပြီးရဆိုလို့ဆိုရင်ကျွန်တော်တို့ဒီမှာသူတို့ဒီနေ့စေကန်းပိတ်လာဖွင့်လာလဲသူတို့ကြည့်လို့ရတယ်အခုကတော့သူဒီနေ့စနေနေ့ဖြစ်တဲ့အတွက်သူပိတ်သွားပြီပေါ့နော်တို့အချိန်လေးတွေဒီမှာဝင်ကြည့်လို့ရတယ်ဒါစနေနေ့ဆိုလို့ရှိရင်9နာရီအလေးပြတနာရီဒီဖွင့်ပါတယ်တဲ့မနေ့ပြန်ကတော့ဖြူမူပေါ့နော်ပိတ်ရက်ပါတဲ့ကျွန်တော်ဒီတနင်္လာကလေးပြီးတော့တောက်ကြနေ့ထိကတော့9နာရီကလေးပြီးတော့6နာရီထိဓမ္မသားနားချိန်ကတနာရီကလေးပြီးတော့2နာရီထိနားရတယ်ပေါ့လေအဲ့လိုမျိုးကိုအချိန်ကြိုကြည့်သိရဆိုလို့ရှိရင်သူဓမ္မသားနားချိန်တွေမှာရှောင်သွားလို့ရတာပေါ့နော်ဘို့လို့စင်ဟိုမှာစောင့်နေရမယ့်အနေထားပေါ့လေခေးရုံကိုကျွန်တော်တို့ကသွားမယ်ဆိုလို့ရှိရင်တော့ဒီမှာအောက်မှာဒိုချက်ဆိုတာလေးရှိရလေအဲကောင်လေးနှိပ်လိုက်တယ်ဆိုလို့ရှိရင်သူကလမ်းကြောင်းရှာပြပြီးရပေါ့နော်ဒီတက်စီနဲ့ဆိုလို့ရှိရင်10မိနစ်လောက်ကြာမယ်ပေါ့လေခံမှန်းကြချင်း9000ကျော်လောက်ကြာမယ်ဆိုပြီးသူခံမှန်းကြချင်းညွှန်ထားတာပေါ့နော်ဟိုတက်စီနဲ့မဟုတ်ဘဲနဲ့ဘတ်စကားနဲ့သွားမယ်ဆိုလို့ရှိရင်လည်းကျွန်တော်ကြည့်လို့ရတယ်ပေါ့လေဒီကောင်အပေါ်ဆုံးမှာဘတ်စကားလေးပုံလေးကိုထောက်လိုက်တယ်ဆိုလို့ရှိရင်သူလမ်းကြောင်းပြပြီးရ28မိနစ်ပေါ့ဒီကောင်လေးနှိပ်လိုက်တယ်ဆိုလို့ရှိရင်သူအသေးသေးပြပြီးရပေါ့နော်ဒီဘူတာဒီမက်တိုင်ကလေးပြောသွားစီပါတဲ့ဒီမက်တိုင်ကလေးပဲသွားစီပြီးတော့ကျွန်တော်တို့ဒီ9မိနစ်လောက်စီးရဆိုလို့ရှိရင်နောက်ဆုံးမှတ်တာရောက်မယ်ပေါ့နော်နောက်ဆုံးမှတ်တာလေးပဲလမ်း10မိနစ်လောက်ထပ်လျှောက်သွားပါဆိုပြီးတော့သူလမ်းညွှန်ပေးထားပါလေအဲ့ဒါကတော့ကိုယ်နဲ့အဆင်ပြေရတယ်သွားပေါ့နော်ကျွန်တော်တို့ကရောက်စားဆိုတော့ကိုနီနာမှာဘာတိုင်းနေရှိလဲဖြောင်းနေကြောဘယ်နဲ့ရှိလဲမသိသေးဘူးပေါ့အဲ့ဒါဆိုလို့ဆိုရင်ကျွန်တော်တို့ဒီကာကာအိုမတ်ထဲဝင်ပြီးတော့ဒါမျိုးဖွင့်လိုက်ပေါ့နော်ဖွင့်ရအပေါ်ဆုံးမှာကျွန်တော်တို့စာလေးတွေရေးထားတယ်လေကျွန်တော်တို့ဒီဥပ္ပကြောပေါ့အဲ့ဒါလေးနှိပ်လိုက်တယ်ဆိုလို့ဆိုရင်သူဆိုင်ကျွန်တော်နီနာမှာရှိတဲ့ဆိုင်လေးတွေကြာလာရေပေါ့အဲ့ဒါဆိုဒီနီနာဆိုင်လေးတွေသူပြပြီးရလေကျွန်တော်ဒီဆိုင်လေးတွေကျွန်တော်ဒီတကူချင်းဝင်ပြီးတော့ကြည့်လို့ရတယ်တကူချင်းဝင်မကြည့်ပဲအောက်ကနေပုံလေးတွေကြည့်ပြီးမှသွားမယ်ဆိုလည်းသွားလို့ရတယ်ပေါ့နော်ဒါဆိုလို့ကျွန်တော်တို့ဒီပင်လယ်စားပေါ့လေဒါဆိုလို့ဒါကင်းဆိုင်ပေါ့ဒါဆိုကျွန်တော်တို့အနည်းနားကဆိုင်လေးကြာလာရေပေါ့နော်ဥပမာကိုကဒီအသားကင်စားခြင်းတယ်ဆိုပါတော့ဒါဆိုကျွန်တော်ဒီကောင်လေးဝင်ကြည့်လိုက်ပြီးတော့သူ့ရဲ့သူဒီနားတဲ့ပုံလေးတွေပေါ့နော်နည်းနည်းဒါလေးဝင်လေးလာပြီးတော့ကိုသွားစားဖို့အဆင်ပြေမယ်ဆိုရင်တော့သွားစားပေါ့လေသွားမယ်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာတိုချက်နေလိုက်တယ်ဆိုလို့ရှိရင်သူလမ်းကြောင်းပြပေးရပါတော့လမ်းလျှောက်သွားရင်9မိနစ်လောက်ကြာတယ်စပိန်နဲ့သွားရဆိုလို့ရှိရင်တိတ်မကြအောင်နီးနီးနားနားပေါ့နော်ဒါကျွန်တော်ပြရဆိုင်ဆိုကြတော့အဲ့လိုရှာလို့ရတယ်ပေါ့လေဒါမှမဟုတ်ကျွန်တော်တို့ဒီရောက်သွားဆိုတော့ဖြောင်းနေကြောလည်းဘယ်နဲ့ရှိမှမတည်သေးဘူးဆိုလို့ကျွန်တော်ဒီဖြောင်းနေကြောနှိပ်လိုက်တယ်ဆိုလို့ရှိရင်ဒီကျွန်တော်ဒီနီနီလေးကတော့ကျွန်တော်အခုနေနေတဲ့ location ပေါ့နော်ကျွန်တော်ဒီဘေးမှာဖြောင်းနေကြောလေးရှိဆိုသူပြပြရပါလေအဲ့မှာကိုကအဆင်ပြေနေရတာကြည့်ပြသွားပေါ့ဟိုရောက်စားကညီကိုကြတော့တိတ်မတည်သေးဘူးလေကိုကရောက်တာကြာပြီဆိုရင်တော့လည်းတည်ရပေါ့နော်ရောက်စားကညီကိုတွေအတွက်ပါဟိုကျွန်တော်တို့ကရောက်စားဟိုဘန်ကောက်ဖွင့်ဖို့အတွက်တခုနော်ဘန်သွားတာရှိလို့ဘန်သွားမယ်ဆိုလို့ရှိရင်လည်းကျွန်တော်ဒီစကြက်ပါမှာပေါ့နော်ကျွန်တော်တို့ဘန်လို့ရချလိုက်ပေါ့လေကျွန်တော်ကတော့ KB တော့ပြ KB ခဏနဲ့ပြပေးမယ်နော်ကျွန်တော်ဒီ KB လည်းရလိုက်တော့အောက်မှာကြာလာရပေါ့နော်ဒီမို့ဒီ 1.7 km မှာရှိပါတယ်ဆိုပြီးတော့တော့ကြာလာပြီးကျွန်တော်နည်းနည်းဆွဲလိုက်ပြီးတော့ကျွန်တော်ဒီအသေးသေးချက်လက်ကြည့်လို့ရတယ်ပိတ်ချိန်တွေကဘယ်နေ့ပေါ့လေဖွင့်ချိန်တွေကဘယ်လောက်ဆိုပြီးသူရေးထားရှိတယ်ပေါ့ကျွန်တော်တို့ဒီအောင်မှသွားမယ်ဆိုလို့ရှိရင်တိုချက်လေးနှိပ်လိုက်တယ်ဆိုလို့သူလမ်းကြောင်းပြပြီးတော့စပိန်နဲ့ဆိုလို့ရှိရင်9မိနစ်လမ်းလျှောက်သွားမယ်ဆိုလို့ရှိရင်မိနစ်30ကျွန်တော်ဒါဘတ်စကားစီးသွားမှာဆိုလို့ရှိရင်22မိနစ်ပေါ့နော်ဘတ်စကားစီးလို့ရှိရင်လည်းဒီ950တို့21တို့စသဖြင့်အဲ့လိုတွေစီးသွားလို့ရတယ်ဆိုပြီးသူပြပေးထားတာပေါ့လေ
ဟုတ်ကဲ့ပါကျွန်တော်တို့ဒီရောက်စားညီကိုတွေလည်းဒီဗီဒီယိုလေးကြည့်ပြီးတော့မရှင်းတာရှိရပဲဖြစ်ဖြစ်ပိန်းတာရှိရပဲဖြစ်ဖြစ် comment မှာမေးထားခဲ့လို့ရပါတယ်เนาะကျွန်တော်အချိန်ရတဲ့အခါပြန်လည်းပြချပေးတတ်ပါမယ်ကျွန်တော်ကိုရီးယားရောက်စားအဖြူမြန်မာတွေလည်းကိုရီးယား live မှာအခက်အခဲမရှိပဲနဲ့အခက်အခဲတော့ရှိမှာပေါ့เนาะအခက်အခဲတွေအကောင်းဆုံးကြော်လာပြီးတော့ရဲရဲချင်းရှင်းတဲ့မှာဒီလိုဆန္ဒပြုလိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဒီဗီဒီယိုလေးကညီငယ်တို့အတွက်အကျိုးရှိရဆိုလို့ရှိရင် like and subscribe လုပ်ပြီးတော့ကျွန်တော် support ပေးခဲ့လို့ရပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြမယ်เนาะအားလုံးကျေးဇူးတင်ပါတယ်